ကျမတို့ခုတကြံပြီးသွားပြီဆိုတော့မျက်နှာမှာလေးနေလောင်နဲ့အမဲခွက်တွေဖြစ်တဲ့လူတို့နောက်နေရမ်းပူလို့ပြင်ထွက်ပြီးတော့ဒီအသားရည်မဲတဲ့လူတို့ coffee ဆက်ပြလေးလုပ်မယ်เนาะအဲ့တော့ကျမတို့ကတော့ဒီမှာခုနပြထားတဲ့ဘေးဆုပ်ပါမှာပေါ့เนาะဘေးဆုပ်ပါမယ်ပြီးတော့ကျမတို့ဘာတွေပါမလဲဆိုတော့ coffee ဆက်ပြဆိုတော့ coffee ပါမယ်เนาะ coffee ကတော့သူကအသားရည်အတွင်းပိုင်းနဲ့အထိသူကဒီမဲညစ်မှုတွေကိုသူကပျောက်စေတယ်ပေါ့เนาะဒါပေမဲ့သူကအဲ့လို deep penetrating လို့ခေါ်တယ်အတွင်းပိုင်းအထိသူကအဲ့လိုဒီအညစ်အကြေးတွေကိုဖယ်ထုတ်ပေးရတဲ့အတွက်ချွေးပေါက်တွေကျယ်လာတဲ့အဲ့ဒီချွေးပေါက်ကျယ်တာကိုကျမတို့ကပြန်ထိမ့်ဖို့အတွက်ဒီမှာကျမတန်လွင်စီလေးထည့်ထားတယ်เนาะ Jack Daniel ပေါ့เนาะတန်လွင်စီလေးပါမယ်နောက်ပြီးတော့ဒါလေးကပြားရည်လေးပါမယ်ပေါ့เนาะဒါကတော့စနင်းပေါ့ပြားရည်ကဒီမှာเนาะပြားရည်ပါမယ်စနင်းပါမယ်เนาะဟုတ်လားအဲ့ဒါလေးတွေကျမတို့ထည့်ပြီးလုပ်မယ်တကယ်လို့မှ B3 ရှိလို့ရှိရင်လည်း B3 ထည့်ပြီးလုပ်လို့ရတယ်เนาะအဲ့တော့ဘေးဆက်ပြီးကိုကျမတို့ကဒီလိုမျိုးဒီဟာလေးကိုဒီလိုတက်တက်လေးတွေဒီလိုလေးလှီးလိုက်မှာပေါ့နော်လှီးပြီးတော့ဒါလေးကိုကျမတို့ကဒီအိုးထဲကိုထည့်မယ်နှစ်ထပ်အိုးနဲ့ပေါ့နော်ပြီးတော့ကျမတို့ပေါင်းပစ္စည်းကုန်ထည့်ပြီးမိုးလောင်းမယ်နော်အဲ့ဒါလေးကြည့်ကြကျမဒီမှာ coffee မှုန့်လေးတွေထည့်လိုက်ပြီနော် coffee မှုန့်ထည့်တဲ့အခါကျတော့သတိထားမှာက coffee မှုန့်ကိုတန်လွင်စီနဲ့ထည့်ပြီးတော့ဖြော်ရင်တော့ပိုကောင်းတယ်မဟုတ်ရင်တော့ coffee မှုန့်ကသူကလိုက်ပြီးတော့ဒီ coffee အမှုန့်တွေကိုလိုက်ပြီးဖမ်းနေတာပေါ့နော်အဲ့တော့အဲ့ဒါလေးသတိထားရမယ်နောက်ကျမတို့ဒီမှာစနွင်းထည့်မယ်နော်စနင်းကလည်းအဲ့လိုပဲသူ့ကိုဖမ်းရတာပေါ့နော်ဖမ်းရတယ်ဆိုတော့တကယ်တမ်းဆိုဒီအမှုန့်ကလေးတွေကစီတစ်ခုခုနဲ့ဖြော်ပြီးမှထည့်တာကတော့ပိုကောင်းတယ်ပေါ့နော်ဒီစနင်းရောစနင်းမော်စနင်းကလည်းသားရည်တွေအရန်ကောင်းတယ်နော်သားရည်အတွက်ဆိုသားရည်ကိုစိုးပြေစေတယ်နော်အဲ့ဒါလေးတွေစနင်းနဲ့ coffee မှုန့်ရတော့သူကပြန်လှန်ထည့်ပေးတာပေါ့နော်နောက်တစ်ခုကဒီမှာတန်လွင်စီကတော့ခုနပြောသလိုပဲဒီချွေးပေါက်တွေကြီးတွေတအားကျွတ်သွားရင်ချွေးပေါက်တွေကျဲလာတယ်เนาะအဲချွေးပေါက်ကျဲတာအတွက်ကျမတို့ကပြန်ပြီးထိအောင်လို့တန်လွင်စီလေးထည့်ပေးမယ်เนาะသူကဒီ coffee မှုန့်လို့စနင်းမှုန့်လို့ရအမှုန့်လေးတွေကလည်းသူကကျန်းတဲ့အတွက်မျက်နှာသားရည်မှာထိကိုင်းမိရင်ပေါ်နာမျိုးအတွက်ကျမတို့ကဒီမှာပြားရည်ထည့်မယ်เนาะပြားရည်ကတော့ဒီမျက်နှာကိုထိလို့ဟလာကုတ်လို့ဖဲလို့ရားလို့ကုတ်တာမျိုးကိုပြားရည်လေးထည့်လိုက်တဲ့အခါကျရင်သူကပြားရည်ကဒီအနာဖြစ်တာတို့เนาะရောင်ရမ်းတာတို့တတ်တာစီပဲပေါ့နော်ပြီးအဲ့ဒါလေးတွေကျမတို့လောင်းမယ်လောင်းပါမယ်နောက်လောင်းပြီးရင်တော့သူကအမြုပ်ထားတယ်ဆိုရင်တော့ဒါရက်ပြန်လေးနဲ့ဖြန်းပဲပေါ့နော်အမြုပ်မထားဘူးဆိုရင်တော့ဖြန်းစရာမလိုဘူးပေါ့နော်အခုဒါလေးတွေလောင်းပြီးရင်ကျမတို့က2နာရီလောက်ဆိုခဲပြီเนาะခဲပြီးရင်တော့သုံးလို့ရပါပြီသူ့ရဲ့အားသာချက်ကတော့ဖြော်ပြီးချင်းသုံးလို့ရတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဆက်လာပါနော်